chain stitch. chain stitch လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကိုအရင်ဆုံးပထမဆုံးကိုရဲ့ဒီကိုသွားမယ်ပေါ့နော်ဒီဇိုင်းရဲ့အပေါ်တဲ့ကိုသွားမယ်မြင်းတန်းတန်းထိုးထားဖို့လိုတယ်ပေါ့ဆွဲထားဖို့လိုတယ်သူ့အထဲကိုပဲတကယ်တော့အမတို့ကပြန်ပြီးတော့အပေါက်ထဲကိုပဲပြန်ထိုးတာပါနော်သူ့ပေါက်ထဲကိုပဲပြန်ထိုးမယ်โอเคသူ့ပေါက်ထဲကိုပြန်ထိုးတော့အဲ့ဆိုပြန်မှပြန်ထွက်သွားမှာပေါ့နော်အဲ့အမတို့ကပြန်မထွက်အောင်ဘယ်လိုထိုးလဲဆိုတော့သူ့ကိုအရင်ဆုံးအပေါက်ကလေးတစ်ပေါက်ဂွင်းလေးအဖြစ်ခြံခဲ့တယ်ကိုသွားချင်တဲ့green အကျယ် size ပေါ့နော်အရှည်ပေါ့အဲ့ဒါလေးကိုမတို့ပြန်ယူတယ်နော်သူတဲ့တယ်ပဲနော်ကိုသွားခြင်းတဲ့နေရာပဲပြီးရင်အဲ့ဒီဟာကိုမတို့ကသူ့ဒီ green ဒီမှာရှိရမယ်နော် green နဲ့ကိုဝင်နေတယ်လို့ဖြစ်ရမယ်အဲ့ဒါကိုမတို့ကဆွဲထုတ်လိုက်မှာပါဒါဆို chain လေးဖြစ်သွားပြီအဲ့ဒါခုနလိုပဲမတို့ကကိုထိုးခဲ့တဲ့အပေါက်ထဲကိုပြန်ထိုးပါမယ်နော်အဲ့လိုပဲကိုလိုချင်တဲ့ green size ကိုနော်ကိုကခြံခဲ့မယ်ခြံခဲ့ပြီးအဲ့ဒီအရှည်ကိုမတို့ကဒီလိုမျိုးထိုးပါမယ်နော်ဒီတိုင်းလေးပဲသွားမှာနော်ဒီတိုင်းလေးပဲဒီတိုင်းလေးအမတို့ကကိုထိုးခြင်းတဲ့နေရာအဆုံးထိဒီ chain stitch လေးတွေကိုထိုးသွားမယ်ဒီမှာဒီ green ကိုအဆုံးသတ်ရင်ဘယ်လိုတတ်မလဲအမပြမယ်နော်သူ green အဆုံးသတ်ကကြတော့သူကဒီပေါက်ထဲကိုပဲလာမတ green လေးကိုမတို့ယူလိုက်မယ်နော်ပြီးသွားရင်သူ့ကိုဒီကသူ့ပေါက်ထဲကိုမထည့်ဘဲနဲ့သူ့ရဲ့ဒီအပြင်ကိုချုပ်လိုက်တယ်လို့ဖြစ်အောင်အပြင်ကိုထိုးလိုက်တာဒါဆိုရင် chain stitch လေးပြီးသွားပါပြီ